အင်္ဂါသားသမီးလေးတွေအားလုံးမင်္ဂလာပါရှင်2025 12လပိုင်းအတွင်းမှာဖြစ်ပေါ်လာမယ့်အင်္ဂါသားသမီးလေးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုထားတော့ရဲ့ကြာလာတဲ့နမိတ်တိုင်းဖတ်ကြားဟောကြားပြီးသွားမှာပဲဖြစ်ပါတယ်ရှင်စတင်ပြီးတော့အလုတ်အတိုင်းလူမှုရေးနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးကိုဖတ်ကြားခွင့်ပြုပါရှင်အင်္ဂါသားသမီးလေးတွေဟာမိမိတို့ရဲ့လုပ်ငန်းတွေမှာကြုံတွေ့နေရသောအခက်အခဲပြဿနာများကိုရင်ဆိုင်ကျော်လွှားအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။တစွတ်ထိုးလှုပ်ခြင်းခေါင်းမာခြင်းလေးတွေကိုတော့ချော့တင်ပါတယ်။အခုကာလဟာအနုနည်းဖြင့်အောင်ပွဲခံနိုင်တဲ့ကာလဖြစ်ပါတယ်ရှင်။မိမိရဲ့အစွမ်းစားကိုလည်းပြေဝစွာပြသနိုင်မဲ့ကာလဖြစ်ပါတယ်။တပားသူကမနိုင်မနှင်းဖြစ်နေသောကိစ္စရပ်များကိုမိမိကကင်တွယ်ဖြည့်ချင်းဖြင့်အဆင်ပြေနိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။ငွေအင်အားကိုသုံး၍မိမိကိုရင်ဆိုင်လာသောသူများကိုလည်းအတတ်ပညာများဖြင့်အနိုင်ယူနိုင်မဲ့ကာလဖြစ်ပါတယ်။လုပ်ငန်းအတွင်းမှာကာလအတန်ကြာပြိုင်ဆိုင်၍ရင်ဆိုင်နေရသောပြဿနာများကိုအဆင်ပြေစွာထိန်းချုပ်အောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်ရှင်။မိမိအပေါ်ကိုလည်းရန်လိုအနှောက်အယှက်ပြုပြီးတော့မိမိလုပ်သမျှအပြစ်မြင်နေသောပုံကိုယ်များအားလွှမ်းမိုးအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်။အလွန်ကြီးမားသောခက်ခဲသောလုပ်ငန်းများကိုယခုကာလအတွင်းမှာမိမိရဲ့အစွမ်းအစနှင့်ရဲလုပ်နေဆိုပါကတပားသူထက်ပုံမအောင်မြင်၍နာမည်ကုန်သတင်းတိုးတက်မဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးခြင်းပါတယ်ရှင်ဆက်လက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းအမျိုးသမီးမိတ်ဆွေတို့ရဲ့အကူအညီနဲ့ငွေကြေးပြဿနာများကိုထိန်းချုပ်အောင်မြင်လာပါလိမ့်မယ်ရှင်ငွေဝင်ကောင်းမဲ့ကာလဖြစ်ပါတယ်ကာလအတန်ကြာမနိုင်မနှင်းဖြစ်နေသောငွေကြေးအခက်အခဲများပြဿနာများကိုလည်းအခုကာလမှာစတင်ပြီးတော့ကြော်လွှား၍အောင်မြင်ပါလိမ့်မယ်ရှင်မြုပ်နေသောငွေများပစ္စည်းများလည်းလက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်ရှင်ငွေဝင်လန်းကြောင်းအသစ်များလည်းပြန်လည်ပွင့်လန်းလာပါလိမ့်မယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်နေပါတယ်ရှင်ရှင်ပြိုင်ရင်ဆိုင်ရန်စိတ်ခေါ်နေတဲ့စောင့်မွေးပွဲအားလုံးကိုမိမိရဲ့ဉာဏ်စွမ်းအားနဲ့အလွယ်တကူကြော်ဖြတ်အောင်မြင်နိုင်တဲ့ကာလဖြစ်ပါတယ်ရှင်နှစ်ရှည်လများကတင်ယူထားသောမိမိရဲ့ပညာအစွမ်းစားများကိုယခုကာလအတွင်းမှာစနစ်တကျအသုံးချမယ်ဆိုပါကအောင်မြင်နိုင်တဲ့အနေအထားသို့ရောက်ရှိသွားပါလိမ့်မယ်ရှင်ဆက်လက်ပြီးတော့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လေပြည့်ရသူအင်္ဂါသားသမီးလေးတွေဟာမိမိချစ်သူနဲ့မိမိနှစ်ဦးအကြားမှာကြုံတွေ့နေရတဲ့အခက်အခဲများကိုအချစ်ဆိုသောအရာနှင့်ဖြတ်တန်းကျော်လွှားအနိုင်ယူနိုင်မဲ့လာသလားဖြစ်ပါတယ်အမျိုးသမီးအင်္ဂါသားသမီးလေးတွေဟာမိမိရဲ့ချစ်သူအပေါ်ကိုလိုတလိုပုံသွင်း၍ပြောသမျှအောင်မြင်နိုင်မဲ့ကာလဖြစ်ပါတယ်အင်္ဂါသားအမျိုးသားလေးတွေကတော့အခြားသောအတိတ်ကမိမိစိုးခဲ့သမျှဟာယခုမိမိရဲ့ချစ်သူအမျိုးသမီးနဲ့တွေ့မှလိမ်မာပြီးတော့အေးချမ်းသွားပါလိမ့်မယ်ရှင်အိမ်အောင်ချင်းအင်္ဂါသားသမီးလေးတွေကတော့မိမိတို့ရဲ့အိမ်အောင်ဘက်နဲ့မိမိရဲ့အကြားမှာကြုံတွေ့နေရတဲ့ပြဿနာများကိစ္စရပ်များကို၎င်းမိမိရဲ့အမျိုးသမီးမိမိရဲ့အစွမ်းစားတို့ပူးပေါင်းရင်းဖြင့်လိုရာဆောင်ရွက်မယ်ဆိုရင်အစဉ်ပြေတိုးတက်မှုနဲ့ကြုံလာမဲ့ကာလဖြစ်ပါတယ်လို့ဟောကြားပေးချင်ပါတယ်ရှင်ဆက်လက်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းကြီးမားတဲ့အညံ့ကတော့မရှိပါဘူးရှင်အခုကာလဟာဆရာကောင်းတမကောင်းနဲ့တွေ့တတ်ပါတယ်စေကူတမှုခံယူနေသောအင်္ဂါသားသမီးလေးတွေကလည်းစေကောင်းဝါကောင်းနဲ့တွေ့၍အနာရောဂါများတတ်တာပျောက်ကင်းသွားပါလိမ့်မယ်ရှင်တတိပြုရန်မှာသွားသဖုံနဲ့ပတ်သက်တဲ့ယောဂဝိဒနာများဖြစ်တတ်ပါတယ်ရှင်စေကူတမှုများခံယူခြင်းများကြုံတွေ့ရတတ်ပါတယ်ရှင်အနည်းငယ်တတိရှိရန်လိုအပ်ပါတယ်ရှင်12လပိုင်းအတွင်းမှာအင်္ဂါသားသမီးလေးရဲ့ဝစ်စင်သင့်တဲ့အယောင်လေးတွေကတော့ကြက်သွေးရောင်နီညိုရောင်မီးခိုးရောင်နဲ့အပြာရစ်ရောင်ပါသောအယောင်လေးတွေပဲဖြစ်ပါတယ်ရှင်ကံကောင်းစေမဲ့ကနန်းနံပါတ်လေးတွေကတော့2 3 ည8ပါသောနံပါတ်လေးတွေပဲဖြစ်ပါတယ်ရှင်အစိုးလေးတွေကင်းပြီးကောင်းနာလေးတွေကိုရရှိစေရန်အတွက်နာမကျန်းဖြစ်နေသောတက်ကြီးရွယ်အိုတူအားတွေ့ရှိပါကမိမိတို့ရဲ့တက်နိုင်သမျှစေဝါကုသမှုများပြုပေးလိုက်မယ်ဆိုရင်အင်္ဂါသားသမီးလေးတွေမှာဖြစ်ပေါ်လာမဲ့အစိုးလေးတွေဟာကင်းပြီးတော့ကောင်းရှင်ဘတ်သို့ရောက်ရှိလာမှာပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးဆရာမဟောကြားပေးခဲ့ခြင်းဟာ12လပိုင်းအတွင်းမှာဖြစ်ပေါ်လာမဲ့အင်္ဂါသားသမီးတွေနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်လေးတွေပဲဖြစ်ပါတယ်ရှင်မိမိတို့ရဲ့ကံကြမ္မာအစိုးကောင်းနမိတ်လေးတွေကိုတီးတန့်သိလို့မင်းမြန်းလို့တဲ့အင်္ဂါသားသမီးလေးတွေကလည်းဆရာမရဲ့ဖုန်းနံပါတ် Viber ရှက်ပေါက်များမှတဆင့်ဆက်သွယ်မင်းမြန်းလို့ရပါတယ်ရှင်ညံပူစော်ကလေးတွေကိုတော့သတ်မှတ်ထားပါတယ်ရှင်အင်္ဂါသားသမီးလေးတွေအားလုံးလည်းအစဉ်ပြေကံကောင်းကြပါစေရှင်စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတွေနဲ့တလုံးတဝပြေဝကြပါစေဘေးဥပတ်အနေများမှလည်းကင်းစင်လွတ်မြောက်ကြပါစေစီးပွားကံလုပ်ငန်းကံတွေလည်းတိုးတက်အောင်မြင်ကြပါစေအလှရည်ဆက်လက်နှင့်မကွာလှူဒန်းပေးကမ်းနိုင်ကြသောပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဆုမွန်ကောင်းများ
ပို့တာပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်